Good news to you အားလုံးမင်္ဂလာပါတရင်ကောင်းကဘာနဲ့အရောက်ချင်းစီတိုင်းကိုကြိုဆိုတာဖြစ်ပါတယ်တရင်ကောင်းကဘာနဲ့နဲ့နေတဲ့ဖွင့်ပြချက်ယူဆောင်လာတာဖြစ်ပါတယ်ဒီနဲ့နေတဲ့ဖွင့်ပြချက်ကလူရဲ့အသက်တာကိုပြောင်းလဲစေတာကနဲ့နေတဲ့ဖွင့်ပြချက်ဖြစ်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီတရင်ကောင်းကဘာနဲ့လာတဲ့ဖွင့်ပြချက်ကလုံးဝသူများနဲ့လည်းမတူဘူးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဝင်ရတဲ့နှုတ်ပတ်တော်တွေအများပိုင်းကြတော့ကျွန်တော်တို့ကဘာ prophet Jubel Angel ပြီးတော့ senior major prophet ဖြစ်တဲ့ prophet Jubel Angel ရဲ့နှုတ်ပတ်တော်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအာရှမှာတဲ့တချို့ကကြားတဲ့ရတယ်ကြားဘူးပဲရနေငယ်ရှင်းရှိမယ်တချို့ရမကြားဘူးတဲ့ရလည်းများစွာရှိမယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ဒီကနေ့မှလည်းဒီနေ့ကျွန်တော်အတွက်တည်င်းကောင်းကဘာနဲ့နဲ့တဲ့ဖွင့်ပြချက်ယူဆောင်လာတာဖြစ်ပါတယ်နဲ့တဲ့ဖွင့်ပြချက်အများရှိတဲ့ထဲကနေအနေငယ်လေးတူတူတုတ်တုတ်လေးနဲ့အနေငယ်လေးပြောပြချင်တာဖြစ်ပါတယ်โอเคနဲ့တဲ့ဖွင့်ပြချက်ရဲ့ခေါင်းစဉ်လေးကတော့ဘာလဲဆိုတော့ယုံကြည်ခြင်းမှထွက်ခွာခြင်းယုံကြည်ခြင်းမှထွက်ခွာခြင်းဆိုတဲ့ရနဲ့ပတ်သက်မှကျွန်တော်အနေငယ်ပြောပြချင်ပါတယ်ကျွန်တော်တို့အာရှဘက်မှာလူတွေများစွာကလူတွေတော်တော်များများပေါ့နော်တကဘာလုံးဆိုင်ရမှာတော့၎င်းကျွန်တော်တို့နိုင်ငံတကာမှာလည်း၎င်းလူတွေက best life ဖြစ်လာတယ်လူတွေကများစွာလေးကြခြင်းနဲ့ရှိလာတယ်ဥမာဆိုအားလုံးစုံတိကြမှာပါလွန်ခဲ့တဲ့2019ကနေစပြီးတော့ဒီအတော်20ဆိုကဘာရဲ့စစ်တမ်းကောက်တဲ့အရဆိုရင်တော့ဒီယုံကြည်ခြင်းကနေဆုံးခွာသွားတဲ့သူတွေကတန်း150တန်း300နီးပါးလောက်ရှိတယ်လို့ပြောတယ်တချို့တွေကျတော့ခမန်းကျန်ရတန်း900တိတောင်မှရှိတယ်လို့လည်းခမန်းကြတာဖြစ်ပါတယ်အဲ့တော့ဒါကိုကြည့်လိုက်တဲ့အခါမှာဘာကြောင့်လူတွေများစွာကယုံကြည်ခြင်းကနေဆုံးခွာသွားတာလဲနံပါတ်1အချက်ကတော့ဩဝါဒကြောင့်ဖြစ်ပါတယ်သူတို့ကိုသူတို့စွန့်သွားတယ်ဆိုတာတဲ့အဓိကဩဝါဒကြောင့်ဖြစ်ပါတယ်ကိုဘာဩဝါဒခံယူလိုက်တာလဲဒါအကြောင်းမို့ဖြစ်တယ်လူတယောက်နဲ့တယောက်တိုက်ခိုက်တာခရိယာချင်းချင်းတိုက်ခိုက်တာဩဝါဒကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့နဲ့တဲ့ဖွင့်ပြချက်ကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့တော့ယုံကြည်ခြင်းမှာထွက်ခွာခြင်းဆိုတဲ့အရာနဲ့ပတ်သက်မှာအားလုံးပဲစိတ်လှုပ်ရှားနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့တက်တာထဲမှာဒီနှုတ်ပတ်တော်ကတင်နေကျွန်တော်အတွက်အရန်လိုအပ်တာဖြစ်ပါတယ် praise the lord အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့နှုတ်ပတ်တော်ကိုအရင်ဖတ်ရှုရအောင်ပေါလုကတိမောသေကိုပြောတဲ့ကျမ်းပိုက်ထဲကနေတတိအခန်းကြီး၄အခန်းငယ်1ကနေ4ထိဖြစ်ပါတယ်4ထိမဟုတ်ဘဲနဲ့1ကနေ3ထိပဲအရင်ဆုံးကျွန်တော်ဖတ်ပါဖြစ်ပါတယ်ဝိညာဉ်တော်တဲ့အသက်အလင်းပြဒိတ်ထားတော်မူဒီကားတဲ့နောင်ကာလ၌ဩတပစိတ်တွေတံပူနဲ့ခတ်ခြင်းကိုခံပြီးလျင်မူတာစကားကိုပြောတတ်သောသူတွေလူဝတ်ခြင်းအဖြစ်လူအချို့တို့သည်ယုံကြည်ခြင်းကိုစွန့်ပြေ၍လေဖြာတတ်သောစိတ်ဝိညာဉ်တို့၌၎င်းနတ်ဖျားတို့နှင့်ဆက်ဆိုင်သောဩဝါဒတို့နှင့်၎င်းမြည်ဝေးစီကကြလိမ့်မည်နံပါတ်3မင်္ဂလာဆောင်ချက်မှုကိုမပြုရ၍၎င်းယုံကြည်၍တမန်တရားကိုတည်တော်သူတို့သည်ယေရှုတော်ကိုတည်တော်စိတ်နှင့်တကွသုံးဖူးရန်ဘုရားသခင်ဖန်ဆင်းတော်မူသောအစာမျိုးကိုရှောင်ရမည်၍၎င်းပညတ်ထားကြလိမ့်မည်praise the lord အဲ့တော့ဒီကျမ်းပိုက်ကိုအားလုံးဖတ်ရှုကြတာဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ဒီຢာနဲ့ပတ်သက်မှဒီမှာအချက်ဘယ်နှချက်တွေ့ရလဲဆိုတော့5ချက်တွေ့ရတာဖြစ်ပါတယ်ဒီ5ချက်နောက်ဆုံးအချက်အရန်ကြောက်ရတဲ့အချက်ကတော့တံပူခတ်သွားတာဖြစ်ပါတယ်တံပူခတ်သွားတာဒီအဆင့်ကရန်ကြောက်เสียကောင်းတာဖြစ်ပါတယ်ဒီຢာကခရိယန်တဲမှာပဲရှိတယ်အတင်းတော်ထဲမှာပဲရှိတယ်ဘယ်မှာမှမရှိဘူးဖြစ်ပါတယ်အဲ့တော့ဒီຢာကဘသူကနဲ့လာတာလဲအဓိကဩဝါဒဖြစ်ပါတယ်ဩဝါဒကရန်ရည်ကြီးတာဖြစ်ပါတယ်အဲ့တော့နံပါတ်1အချက်ကတော့ယုံကြည်ခြင်းမှထွက်ခွာခြင်းနံပါတ်1အချက်ယုံကြည်ခြင်းမှစပြီးတော့ထွက်ခွာတာဒီလေဘေကတံပူခတ်တာမဟုတ်သေးဘူးတံပူခတ်တဲ့သူကတံပူခတ်ခြင်းခံရတဲ့သူကဘယ်တော့မှသူကပြောင်းလဲလို့မရတော့ပြီးတော့သူကဘာဖြစ်လဲဆိုယုံကြည်ခြင်းသူကတွေ့ယုံကြည်ခြင်းလဲထားလို့မရနောက်ဆုံးသူဘာဖြစ်လဲ best life ဖြစ်မယ်သူဘာဖြစ်လဲယုံကြည်ခြင်းကနဲ့သူလုံးဝကိုထွက်ခွာရောက်တော့မှဖြစ်ပါတယ်အဲ့တော့ဒီယုံကြည်ခြင်းမှထွက်ခွာခြင်းဆိုတဲ့အရာကဒီလူတယောက်ကအဓိကပါဝင်ရမလဲဆိုရင်တော့သူက history ပေါ့နော်သူကဘာဖြစ်လဲဆိုတမိုင်းရပဲဝင်ရလာမယ်ပြီးတော့သူကဘာဖြစ်လဲဆိုတော့အပေါ်ရံပဲဟောလာမယ်တမိုင်းကိုပဲဟောတယ်ပြီးတော့နောက်တစ်ခုကအားလုံးကအတူတူပဲဆိုတဲ့အရာတွေဝင်ရတယ်နံပါတ်1အချက်ကယုံကြည်ခြင်းမှထွက်ခွာခြင်းဆိုတဲ့အရာကသူကတမိုင်းတွေပဲဟောတယ်သူကဖွင့်ပြချက်တွေလည်းမရှိဘူးနဲ့ရလည်းမရှိဘူးသူကဘာဖြစ်လဲအားလုံးအတူတူပဲလို့ဝင်ရတဲ့အရာခရိယာနဲ့အားလုံးဘာဖြစ်လဲအတူတူပဲလို့ဝင်ရတဲ့အရာတွေဖြစ်တယ်နံပါတ်2အချက်ကမူတာစကားဒီမူတာစကားကဘာဖြစ်လဲဆိုတော့စာတန်အတွက်တကားဖွင့်ပေးလိုက်တာဖြစ်ပါတယ်စာတန်အတွက်တကားဖွင့်ပေးလိုက်တယ်သူကမူတာနဲ့ဝင်ငှနေတာဖြစ်ပါတယ်သူရဲ့အထဲမှာဖွင့်ပြချက်မရှိဘူးဆိုတော့လဲသူသိတယ်
တခုခုလူနေတယ်ဆိုတာလေ तू သိနေတယ်ဒါပေမဲ့ तू မပြောရဘူးမတွားရဘူးမလွတ်ရဘူးဆိုတာ तू သိနေတယ်ဒါပေမဲ့ तू ရဲ့တက်တာထဲမှာဘာဖြစ်လဲမိမိကိုယ်ကိုဖွင့်ပြချက်တော့မရှိဘူးဒါပေမဲ့ဝိညာဉ်တော်မဆမှာဝိညာဉ်တော်ကလုတ်မှာပါဆိုတဲ့အရာနဲ့ဘာဖြစ်လဲဒီဉာဏ်ပညာဝိညာဉ်လောကရဲ့ဉာဏ်ပညာလည်းမရှိဘူးပြီးတော့ဘာဖြစ်လဲဆိုရင် तू ဖွင့်ပြချက်လည်းမရှိဘူးကိုယ့်အကိုလည်းသိနေတယ်ဒါပေမဲ့ तू ကပြောနေတယ်ဒီလူတယောက်ဖြစ်ပါတယ်ဒီလူတယောက်ကဘာဖြစ်လဲမူတာစကားနဲ့ပြောတဲ့သူဖြစ်ပါတယ်လူတွေအားလုံးကကျွန်တော်တို့အာရှမှာဆိုအားလုံးသိမှာပါဆရာတွေများတယ်ဩဝါဒများတယ်ဂိုင်းကနတွေများတာဖြစ်ပါတယ် praise the lord အဲ့တော့ဒီကိုကြည့်ရှုနေတဲ့တင်တဲ့ကျွန်တော်တဲ့တင်ကောင်းရှိပါတယ် amen ဒီညမှာတင်ဒီအတန်ကိုကြားတာနဲ့ဒီနှုတ်ပတ်တော်ကိုကြားနဲ့တင်ရတက်တာထဲမှာဝိညာဉ်ထဲမှာတခုခံစားမှာဖြစ်ပါတယ် hallelujah praise the lord အဲ့တော့နံပါတ်3အချက်ကကျွန်တော်တူတုတ်ပဲပြောတာဖြစ်ပါတယ်အရှေးမပြောပါတော့အဲ့တော့နံပါတ်3အချက်ကလေဖြားတတ်တော်ဝိညာဉ်ဝါလေဖြားတတ်တော်ဝိညာဉ်ဖြစ်ပါတယ်ဒီလေဖြားတတ်တဲ့ဝိညာဉ်ကဘာရှိတာလဲဒီယာကယုံကြည်သူစီမာတော့၎င်းဥမာတချို့နှုတ်ပတ်တော်ဝင်ရတဲ့သူစီတွေပါ၎င်းအားလုံးတွေ့ရအားလုံးကြားဖူးမှာပါဘယ်လိုလဲဆိုတော့ယေရှုကိုယုံရင်ဘာမှမလိုဘူးပြီးတော့ဘာမှမဖြစ်ဘူးဘာမှမလိုဘူးအိမ်လည်းမလိုဘူးကားလည်းမလိုဘူးကြွယ်ဝချင်းလည်းမလိုဘူးလို့ဝင်ရတဲ့အရာဖြစ်တယ်လေဖြားတဲ့ဝိညာဉ်ဖြစ်ပါတယ်အဲ့တော့ဒီတိအခန်းကြီး၄အခန်းငယ်1နဲ့3မှာပြောတဲ့အရာကကျွန်တော်တို့ပေါလုကတိမောသေကိုဆုံးမတာကဘာဖြစ်လဲအသင်းတော်မှာဖြစ်ပျက်တဲ့အရာတွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီကာလမှာလည်းနောင်ကာလနိုင်လို့ပြောတယ်အခုကာလကိုပြောတာဖြစ်ပါတယ်တချို့တွေကဘာဖြစ်လဲယေရှုရှင်အရာအားလုံးပြီးဆုံးပြီးတော့ကောင်းကင်နိုင်ငံရောက်သွားလဲအားပျော်စရာကောင်းမယ်ကောင်းကင်နိုင်ငံပေါ့နော်ဥမာကောင်းကင်နိုင်ငံနဲ့ပတ်သက်မှဝင်ရတဲ့အရာတွေပေါ့နော်အဲ့တော့ဒီကောင်းကင်နိုင်ငံနဲ့ပတ်သက်မှဝင်ရတာကောင်းတယ်ဒါပေမဲ့သူရဲ့တက်တာထဲမှာဘာဖြစ်လဲတချို့အရာကဖွင့်ပြချက်မရှိဘူး praise the lord ကမ္ဘာ prophet ယူဘဲအင်ချေကတယ်လို့ပြောတယ်မင်းတို့အာရှသားတွေကတဲ့ကောင်းကင်နိုင်ငံမှာရောက်တဲ့အခါမှာတွေ့မဲ့ယေရှုနဲ့ဒီမြေကြီးမှာတွေ့တဲ့ယေရှုကမတူဘူးတဲ့ကောင်းကင်နိုင်ငံရောက်သွားရင်တဲ့မင်းတို့ကနေရထိုင်ရရန်ခက်လိုက်နေတဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမြေကြီးမှာမြင်တဲ့ယေရှုနဲ့ဒီမြေကြီးမှာဝင်ရတဲ့ယေရှုနဲ့ကောင်းကင်နိုင်ငံမှာတွေ့မဲ့ယေရှုကမတူလို့ဖြစ်တယ်ဘာကြောင့်လဲ revelation ထဲမှာဖြစ်ပါတယ်ဟော hallelujah praise the lord အဲ့တော့သူရဲ့တက်တာထဲမှာကဘာဖြစ်လဲဆိုတော့ယေရှုကိုယုံကြည်ပြီးဘာဖြစ်လဲကျွန်တော်တို့အရာအားလုံးအစဉ်ပြေတယ်ဘာမှမလိုဘူးကြွေဝချင်းနဲ့လည်းမလိုဘူးကောင်းကင်နိုင်ငံကတင့်အတွက်ပြင်ဆင်ထားတယ်ကောင်းကင်နိုင်ငံတစ်ခုခုဥမာဆိုတချို့တွေစိတ်ဓာတ်ချနေလဲအားပေးတယ်စိတ်ဓာတ်မချနဲ့မြတ်အတွက်ဘုရားကအကောင်းဆုံးပြင်ဆင်ထားတယ်ကောင်းကင်နိုင်ငံကတင့်အတွက်ဖြစ်တယ်ဆိုတဲ့အရာဝင်ရတဲ့အရာအဲ့တော့ဒီနံပါတ်3အချက်ကလေဖြားတတ်တော်ဝိညာဉ်ဖြစ်တယ်လေဖြားတတ်တော်ဝိညာဉ်နံပါတ်4အချက်ကဘာလဲဆိုနတ်ဖျားရဲ့ဩဝါဒနတ်ဖျားရဲ့ဩဝါဒဟာလေလုယာဒီနတ်ဖျားရဲ့ဩဝါဒကဘယ်မှာပဲရှိလဲဆိုကျွန်တော်တို့ရဲ့အသင်းတော်ထဲမှာတည်းပဲရှိတာဖြစ်ပါတယ်ကျွန်တော်ခရိယာန်တွေရဲ့အထဲမှာပဲရှိတယ်ဒီနတ်ဖျားရဲ့ဩဝါဒလို့ပြောတဲ့အခါမှာနတ်ဆရာတွေကဝင်ရတဲ့ဩဝါဒမဟုတ်ဘူးလားခရိယန်တရားနဲ့ပဲလာတဲ့အရာဖြစ်တယ်ဟောဒီဩဝါဒမိတဲ့သူတွေကဘာဖြစ်သွားလဲဆိုတော့သူကဘာဖြစ်လဲဆိုတော့လူတွေနဲ့ပဲငင်းလာမယ်သူကဘာဖြစ်လဲကျမ်းစာနဲ့ပဲသူကဘာဖြစ်လဲဖွင့်ပြချက်မရှိဘဲနဲ့သူတစ်ပါးတွေဘာဖြစ်လဲကျမ်းစာနဲ့ပဲကင်ပေါက်တယ်ကျမ်းစာနဲ့ပဲဘာဖြစ်လဲရှင်ထိုးပြီးမှလုတ်တယ်ကျမ်းစာကိုပဲအဓိကထားတယ်သူကဘာဖြစ်လဲဆိုတော့ဝိညာဉ်တော်ထံကနေဖွင့်ပြချက်လည်းမရှိဘူးပြီးတော့သူဖျားလူတွေရဲ့ထံကနေခေါင်းဆောင်တွေထံကနေလည်းဖွင့်ပြချက်မရှိဘဲနဲ့သူကဘာဖြစ်လဲဆိုတော့ပြီးတော့သူနဲ့မတူရင်ဖွင့်ပြချက်မတူတော့ပြီးတော့တခုခုဖြစ်တာတဲ့အခါမှာသူစိတ်ဆိုးလာတယ်သူဒေါသထွက်လာတယ်သူရဲ့ဩဝါဒပဲအယမ်းမှန်တယ်လို့ပဲဒေါသလည်းစိတ်လည်းမရှိဘူးသူကဘာဖြစ်လဲဆိုတော့ဒေါသထွက်လာမှာဖြစ်တယ်အဲ့တော့ကျန်ဥပမာတွေနဲ့သူတို့နဲ့သဘောတူဖို့ရတဲ့ဘာဖြစ်လဲခေါ်လာမှာဖြစ်ပါတယ်ဝါနံပါတ်4ကနတ်ဖျားရဲ့ဩဝါဒနံပါတ်5ကတံပူခတ်ခြင်းဝါဒီအစင်ကအရန်ကြောက်စရာကောင်းတာဖြစ်ပါတယ်ဒီနောက်ဆုံးအချက်တံပူခတ်သွားတဲ့သူကဘယ်တော့မှသူကခရစ်တော်ထံလဲလာလို့မရတော့သူကဒီလူတယောက်ကခုနနံပါတ်1အချက်ကယုံကြည်ခြင်းမှထွက်ခွာခြင်းနံပါတ်2အချက်ကမူတာစကားတွေနံပါတ်3ကလေဖြာတတ်တော်ဝိညာဉ်နံပါတ်4ကလေဖြာတော်နတ်ဖျားရဲ့ဩဝါဒဒီရသူစမှာမိသွားပြီဒီ၄ချက်သူမိသွားတာဖြစ်တဲ့အတွက်နံပါတ်5ချက်သူကဘာဖြစ်လဲတံပူခတ်ခြင်းခံရနေပြီဒီလူတယောက်ကသူကဘာဖြစ်လဲစာတန်က
ဦးနောက်ထဲမှာလှုပ်လို့ရသွားပြီသူခံယူခဲ့တဲ့ရာတွေသူနားထောင်ခဲ့တဲ့ဩဝါဒကြောင့်ဖြစ်ပါတယ် Prophet ယူဘဲအင်ဂျယ်ကတနေ့မှာဒီလိုမေးတယ်ကျွန်တော်အာရှကလူတယောက်က Prophet ယူဘဲအင်ဂျယ်ကိုမေးတယ် Prophet ကျွန်တော်ရဲ့အာရှမှာကျွန်တော်ရဲ့မြန်မာနိုင်ငံမှာကဩဝါဒတွေအယံများတယ်ဂိုင်းကနတွေအယံများတယ်ဆရာတွေလည်းအယံများတာဖြစ်တဲ့အတွက်ဘုရားမခံမဲနဲ့ဝင်ရတဲ့ຢာတွေဘုရားမခံမဲနဲ့ဘာဖြစ်လဲဆိုနှုတ်ပတ်တော်ဝင်ရတာအေးဝင်ကလေးကိုမပြောဘူးသူကဓမ္မဆရာကမတူဖြစ်ပါတယ်နှုတ်ပတ်တော်ဝင်ရတာနဲ့အေးဝင်ကလေးမတူဖြစ်တယ်အဲ့တော့နှုတ်ပတ်တော်ဝင်ရဖို့အတွက်ဘုရားကလူတိုင်းကိုမခေါ်ဘူးတဲ့လူတိုင်းကိုမခေါ်ဘူးဒါပေမဲ့ကျွန်တော်အာရှနဲ့ကျွန်တော်မြန်မာနိုင်ငံမှာနေရာတကာမှာဘာဖြစ်လဲနှုတ်ပတ်တော်ဝင်ရနေတာအဲ့တော့အာရှကလူတယောက်က Prophet ယူဘဲအင်ဂျယ်မေးတယ် Prophet ယူဘဲအင်ဂျယ် Prophet ကျွန်တော်အာရှနဲ့ကျွန်တော်မြန်မာနိုင်ငံမှာနှုတ်ပတ်တော်ဝင်ရတဲ့သူအယံများတာဖြစ်တဲ့အတွက်ဒီလူတွေကနောက်ဆုံးတော့နေ့ရက်မှာတရားစီရင်ခြင်းရှိနိုင်မလားလို့မေးတယ် Prophet ယူဘဲအင်ဂျယ်တယ်လို့ပြောတယ်တရားစီရင်ခြင်းမရှိဘူးတဲ့တရားစီရင်ခြင်းလုံးဝမရှိဘူးတဲ့ငရေတဲ့သွားရမယ်တဲ့ဝါကျွန်တော်လည်းအရန်အော်သွားတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အာရှကထင်တဲ့ဂျေစုတော်နဲ့အာဖရိကတွေတမန်ကျမ်းစာထဲမှာမြင်ရတဲ့ဂျေစုတော်ကမတူဘူးဖြစ်ပါတယ် Hallelujah praise the Lord အဲ့တော့ဒီတန်ပူခတ်တဲ့အစင်းရောက်သွားတယ်လို့ဘာဖြစ်လဲနောက်တစ်ခုကအတန်များတာနှုတ်ပတ်တော်ဩဝါဒရန်နာထောင်တာသူကအိုဆီယာရဲ့နှုတ်ပတ်တော်လည်းနားထောင်နေအိုဆီယာရဲ့နှုတ်ပတ်တော်လည်းနားထောင်နေနှုတ်ပတ်တော်တွေများစွာနားထောင်တဲ့အခါမှာသူဘာဖြစ်လဲအသေးမှာတန်ပူခတ်သွားပြီဟိုနှုတ်ပတ်တော်နားထောင်လိုက်ဒီနှုတ်ပတ်တော်နားထောင်လိုက်ဩဝါဒများလိုက်အဲ့တော့ဘာဖြစ်လဲသူကယုံကြည်ခြင်းကနေစပြီးတော့ဆုံးခွာလာပြီသူတန်ပူခတ်သွားပြီအဲ့တော့ဒီတန်ပူခတ်သွားတဲ့လူတယောက်ကနိုင်ငံမှာတော့၎င်းကုရဲ့တက်တာထဲမှာတော့၎င်းပြဿနာတွေကြီးကြီးမားမားရင်မဆိုင်နိုင်တော့တဲ့အခြေအနေရောက်လာပြီဆိုရင် तू ဘာဖြစ်လဲကြောက်လာပြီ तू စိုးရင်လာပြီ तू လေးကြလာပြီဒီလူတယောက်ဘာဖြစ်လဲယုံကြည်ခြင်းနဲ့မရှိလာတော့တန်ဖို့ခတ်သွားပြီဖြစ်ပါတယ်ပြီးတော့အခန်းငယ်တစ်တိအခန်းကြီးလေးအခန်းငယ်3မှာဒီနောက်ဆုံးပိုက်ပေါ့နော်မင်္ဂလာဆောင်ခြင်းဝမှုကိုမပြုရဘူး၎င်းယုံကြည်၍တမန်တရားတည်တော်သူတို့ယေရှုတော်ကိုတည်တော်စိတ်နဲ့တကွာသုံးဖူးရန်ဖျားသခင်ဖန်ဆင်းတော်မူသောအစာမျိုးကိုရှောင်ရမည်၍၎င်းပညတ်ထားကြလိမ့်မည်တဲ့အဲ့တော့ဒီမှာအချက်နှစ်ချက်တွေ့ရတယ်ဩဝါဒကမင်္ဂလာဆောင်ခြင်းကိုအားမပေးတဲ့ဩဝါဒမင်္ဂလာဆောင်ခြင်းကိုအားပေးတဲ့ဩဝါဒဖြစ်ရမှာဖြစ်ပါတယ်မင်္ဂလာမဆောင်ရဘူးပြီးတော့နောက်တစ်ခုကဘာဖြစ်လဲအစာပဲရှောင်ရမယ်အစာရှောင်ရမယ်ဖြစ်ပါတယ်အဲ့တော့ဖျားသခင်ဖန်ဆင်းထားတဲ့အရာအားလုံးကစားလို့ရတာဖြစ်ပါတယ်ဂျေဇုတော်ကိုခံယူမှကျွန်တော်တို့ဘာဖြစ်လဲစားခိုင်းတယ်ဝဝလင်းလင်းစားခိုင်းတယ်ဝဝလင်းလင်းတောက်ခိုင်းတယ်စားလို့ရတယ် praise the Lord အဲ့တော့ဒီနောက်ဆုံးအချက်ကဘာဖြစ်လဲမင်္ဂလာမဆောင်ရဘူးပြီးတော့နောက်တစ်ချက်ကဘာလဲဆိုရင်တော့ဒီမှာနောက်ဆုံးတစ်ချက်ကတော့ဘာဖြစ်လဲအစာရှောင်ရမယ်လို့ပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီယုံကြည်ခြင်းမှထွက်ခွာခြင်းဆိုတဲ့အရာနဲ့ဒီအရာကိုပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ဒီအချက်၄ချက်နဲ့၅ချက်မြောက်မှာဒီတံပူခတ်သွားပြီဆိုရင်ဒီလူတယောက်ကဘယ်တော့မှသူကဘာဖြစ်လဲယုံကြည်ခြင်းနဲ့ထားလို့မရတော့ဘူးသူ့စမှာအသွေးအခေါ်တွေရှုပ်သွားပြီဝိုးဝါဒတွေရှုပ်သွားပြီဘာဖြစ်လဲဆိုသူ့စမှာယုံကြည်ခြင်းလဲမတက်လာတော့ဘူးနောက်ဆုံးသူဘာဖြစ်လဲတံပူခတ်သွားပြီဖြစ်တဲ့အတွက်ယုံကြည်ခြင်းကနဲ့ဆုံးခွာသွားကြတာဖြစ်ပါတယ်အဲ့တော့ဒီမှာချီရှုမှနားထောင်နေတဲ့တင်းရဲ့တက်တာထဲမှာတော့၎င်းတင်းဒီနှုတ်ပတ်တော်နားထောင်တဲ့အခါမှာတင်းရဲ့တက်တာထဲမှာဝိညာဉ်တော်ကစကားပြောမယ်လို့ယုံကြည်မျှော်လင့်ပါတယ်တင်းရဲ့တက်တာထဲမှာတံပူမခတ်မိဘူးရတဲ့တင်းရဲ့တက်တာထဲမှာမန်ကန်တဲ့ဩဝါဒစစ်မှန်တဲ့တမန်တရားနဲ့ပတ်သက်တဲ့ဩဝါဒကိုခံယူပါစေလို့ကျွန်တော်ဆုတောင်းကောင်းချီးပေးတယ်အရောက်ချင်းစီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေအားလုံးကိုကျေးဇူးတင်ပါတယ်